organization CW Japan မှာဝင်ကြရလို့ရှိပါတယ်။ကျွန်တော်တို့ကကျွန်တော်တို့ကပြည်ရေးအဖြစ်နဲ့နမ်စန်တီယာနီတနန်းနဲ့ရွယ်မြောက်ပြီးတဲ့လေးမလေးကိုရက်စက်ဆိုအမှတ်ချင်းနဲ့ပြီးတော့တက်ဖြတ်ခဲ့တဲ့ဒီကိုတိုင်းသူဒီမိုင်းတိုင်းသူမိသားစုနဲ့ဝန်နဲ့တောင်းပြုကပြောကြလိုပါလေ။မဟုတ်မြန်မာနိုင်ငံမှာကချင်ပြည်နယ်ပါဝင်တိုင်းသူတိုင်းသူများဟာသူတို့ရှိကျွန်တော်တို့ဒီလိုဆက်နေရတဲ့ဒါရရဖြစ်ပါတယ်။အခုလိုကျွန်တော်တို့မြန်မာနိုင်ငံမှာတိုင်းရင်းသားတွေအနိုင်ကျင့်တဲ့နောက်မှရှင်းဆိုရအောင်လို့ဒီလိုမျိုးမတရားအနိုင်ကျင့်တဲ့နေတဲ့ကြောင့်ကျွန်တော်တို့တိုင်းရင်းသားတွေဒီမှာမျိုးဒီနာနဲ့ဆက်နေတယ်ဘယ်လိုရှိတော့အများကြီးပါတယ်။အဲဒါကြောင့်ကျွန်တော်တို့ကဆိုလို့ဒီဘာသာရှင်းဆိုရအောင်အများဆုံးဖြစ်တော့ကျွန်တော်တို့မျိုးသားတော့ဒီလိုမျိုးပို့လို့ဘယ်တော့မှမတက်ကြပါနဲ့။အဲလိုဆရာနာနေရဆိုကျွန်တော်တို့ဒီလိုမျိုးမတရားနိုင်တဲ့အုပ်ချုပ်နေတဲ့ကြောင့်လည်းကျွန်တော်တွေပါဆိုလည်းလက်အားကိုးတဲ့ကြောင့်ကျွန်တော်တို့လက်လက်ကိုတောက်ပြီးတော့ကျွန်တော်ရဲ့ဘာမှရင်းစားလို့ရအောင်ဆိုပါတယ်။အဲဒါကြောင့်ကျွန်တော်တို့ကတော့လူကြီးရဲ့နေဝရှိတဲ့နိုင်ငံတကာဖြစ်ဖို့အတွက်ကြောင့်ကျွန်တော်တို့အများကြီးကြိုးစားလို့ပါတယ်။ကျွန်တော်အားလုံးစိတ်ထားတော့ပါပြောလို့ဒီနေ့ကျွန်တော်တို့ဖွဲ့စည်းပြီးတဲ့ဖွဲ့စည်းရေးနဲ့ကျွန်တော်အသိမှပြုပါတယ်အသိဒီနေ့ကကျွန်တော်တို့သူတက်ပြောက်စုတိုင်းသားတရားချင်းမူရေးစေဝါပြောင်းမှုတိုင်းသားတရားချင်းမူရေးစေဝါပြောင်းမှုဆရာစုမတိုင်းသားမျိုးသမီးများစံဖတ်မှုဆရာစုမတိုင်းသားမျိုးသမီးများစံဖတ်မှုမှာလည်းအဖွဲ့အစည်းအသီးသီးနဲ့လူပုဂ္ဂိုလ်အသီးသီးတို့ကိုဒီနေ့ကျွန်တော်တို့ပူပေါင်းပါဝင်ပေးတဲ့အချက်ကြောင့်မလို့ကိုယ်ဆက်လက်ပြီးတော့မနေ့ကဟာကျွန်တော်နေသူဘုရားနဲ့ဘုရားအဲ့လိုလည်းငါမပြတ်တာလေဒီလိုကြောက်ရတဲ့ချင်းမျိုးသမီးနေဆက်ခါတာပတ်သက်ပြီးတော့အကျဉ်းကိုအနေနဲ့ဘယ်လိုမြင်လဲညဒီနေ့ကျွန်တော်တို့တိုင်းသားကြီးနေထိုင်တဲ့နေရာမှာစစ်ဥစုကနေပြီးတော့ခေတ်အဆက်ဆက်မသိင်းချင်းခဲ့တဲ့ခေတ်အဆက်ဆက်တရားမဝင်မူကြီးဆေးဝါးတွေကိုချမ်းဝယ်ပြီးတော့အနာဂတ်ကျေပွင့်ဖြစ်တဲ့လူငယ်တွေကိုဖြစ်စည်းတယ်အဲ့ဒါကိုကျွန်တော်တို့မချေနှက်လို့ဒီနေ့နာအဖအခွန်ရုံးရှေ့မှာဆန္ဒပြအချင်းဖြစ်ပါတယ်တော့ရင်းစီတော့ဆက်တယ်လို့လားဒီနာဖဒီအုပ်စုရောကဲမျိုးသားပြောင်းနေတယ်ဘယ်လိုမြင်တယ်လဲဗျာဒီနာအဖစစ်အုပ်စုဆိုတာတရားမဝင်စစ်အုပ်စုပါပဲဒါဟာကျွန်တော် KNO အဖွဲ့ဝင်တယောက်အနေနဲ့ပြောပြရမယ်ဆိုရင်ဒါကဘာအချမ်းဖက်မှုရဲ့ရေတောက်မြစ်ဖြစ်တဲ့စစ်ဥစုလို့ပဲကျွန်တော်ဒီလိုပဲမြင်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီနေ့ဆန္ဒပြခြင်းဖြစ်ပါတယ်နာမည်ဆောင်နာဆန်ဆို
ရှေ့ဆက်ပြီးမြန်မာနိုင်ငံလို့ရှင်းနိုင်မယ်ဆိုတော့ကျွန်တော်ဘယ်လိုမြင်လဲ ရှေ့ဆက်ပြီးတော့ခင်ဗျားတို့ကျွန်တော်တို့ရဲ့ကြိုးစားမှုရလဒ်ပေါ်မှာမူတည်ပါတယ် 总上是今年在南港方面，ကျွန်တော်တို့ဘယ်လိုဖြစ်စေချင်လဲ တို့အောင်ဆန်းစုကြည်ဆိုတာကတော့ဒါကျွန်တော်တို့တိုင်းသားကြီးရဲ့အရေးမြန်မာနိုင်ငံအရေးဖက်ဒရယ်အရေးကိုရှေ့ရှုတဲ့ခေါင်းဆောင်သူဦးအနေနဲ့ကျွန်တော်တို့ရှုမြင်သုံးသပ်ပါတယ်အဲဒါကြောင့်ဒေါ်အောင်ဆန်းစုကြည်ကိုကျွန်တော်တို့ထောက်ခံပါတယ် ဒီကျေးဇူးတင်ပါတယ် ဒါကိုကျွန်တော် အဖေရော ကဲတော့ဥက္ကဋ္ဌကြီးကိုတခုကျွန်တော်တို့မေးချင်ပါတယ်ဒီနဲ့မြန်မာအခုရုံးရှိမှာဆန္ဒပြခြင်းအကြောင်းရင်းကိုတစ်စိလောက်ကြည့်ပြရစေ ဒီနေ့ကျွန်တော်တို့ဂျပန် KNO ကနေပြီးတော့မှကျွန်တော်တို့ဒီမြန်မာအခွင့်အရေးရှိမှာစုယုံတောင်းဆိုရခြင်းအကြောင်းရတော့ကျွန်တော်ကချင်ပြည်နယ်မှာကချင်အမျိုးသမီးငယ်လေးများကိုစစ်အုပ်စုရကနေလက်နက်တစ်ပွဲမကြာခဏဆိုသလိုအတင်းမှပြုချင်မှုတွေလူသားမဆန်စွာရက်ဆက်မှုတွေခဏခဏဆင်ဆက်မကလုပ်နေတာရက်တန်းကရအောင်ကျွန်တော်ကဘာကိုကျွန်တော်ကြွေးကြော်ရခြင်းဖြစ်ပါတယ်နောက်ပြီးကချင်ပြည်နယ်အတွင်းမှာဆိုလို့ရှိရင်လူငယ်ထုတွေဟာဆိုလို့ရှိရင်ဒီနေ့မူရစေဝါဟာပြည်နယ်အတွင်းမှာလိုချင်တိုင်းလိုရတဲ့လောက်ပေါ်တော်ဖြန့်ဝေမှုဖြန့်ဝေခွင့်တွေကိုအာဏာပိုင်အဖွဲ့အစည်းကနေမတိကျိုးခြင်းဒါမှမဟုတ်လို့ရှိရင်အာဏာပိုင်အပိုင်အဖွဲ့အစည်းကနေကချင်မျိုးဖြုတ်ခြင်းလို့မျိုးရေးစေဝါကိုတလဟောတင်သွင်းနေမှုရောင်းဝယ်နေမှုလုပ်နေတယ်မြချီနာကောလိပ်မှာဆိုလို့ရှိရင်စာတရားဌာနမဟုတ်ဘဲနဲ့မျိုးရေးစေဝါရောင်းဝယ်တဲ့နေရာဌာနတစ်ခုလို့ဖြစ်နေတဲ့အတွက်ကြောင့်မို့လူငယ်တို့ကမျိုးရေးစေဝါကြောင့်ပျက်စီးမှုဆုံးရှုံးမှုနစ်နာမှုဖြစ်နေပါတယ်။မူရစေးနဲ့ဆက်နွယ်ပြီးတော့မှယောဂဗျာထူပြောမှုတွေနဲ့ကချင်လူငယ်ထုမှပြန့်ပွားနေပါတယ်။ဒီတော့မှယနေ့အချိန်လေးမှာဆိုလို့ရှိရင်ကချင်အမျိုးသမီးငယ်လေးများဟာတရုတ်ပြည်ဘက်ကိုကြောင်းစားခံနေရပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တရုတ်ပြည်မှာမိသားစုစီမံကိန်းအရယောက်ျားလေးများတာမွေးတဲ့အတွက်ကြောင့်ယနေ့အချိန်လေးမှာယောက်ျားကများတဲ့တရုတ်ပြည်ဟာကချင်ပြည်နယ်ဗမာပြည်နယ်တဲ့အမျိုးသမီးငယ်လေးများကိုအလုပ်ကောင်းကောင်းရမယ်လစာကောင်းကောင်းရမယ်လိညာခေါ်သွားပြီးတော့မှပြုတ်ပြည်တွင်ပြည်တဲကိုရောင်းစားခံနေရပါတယ်ကချင်ပြည်နယ်အထူးသဖြင့်အမျိုးသမီးငယ်လေးများအလုပ်လိုချင်လို့မိသားစုတာဝန်ကိုယူခြင်းလို့ဆိုပြီးတော့မှအလုပ်ရှာတဲ့အမျိုးသမီးငယ်လေးရဒီအခွင့်အရေးကိုအတုံးချခံရပြီးတော့မှရောင်းစားခံနေရတာအခုစိုးဝါးတဲ့အခြေအနေဖြစ်နေပါတယ်ဒါကြောင့်မို့လို့အမျိုးသမီးငယ်လေးတွေအတ္တမပြုတ်ခြင်းခံရတာရအမျိုးသမီးငယ်လေးတွေရောင်းစားခံနေရတာရလူငယ်ထုကြားမှာမူရစေဝါကိုဒလောဟောဘုံဘောလောဖြန့်ဝယ်မှုတွေကြောင့်လူငယ်ထုတွေရမူရစေဝါဆေးဆွဲတဲ့တိုင်းရဲ့မူရစေနဲ့ဆက်နွယ်တဲ့ယောဂဗျာထူပြောမှုတွေကြောင့်ကျွန်တော်တို့ကချင်လူငယ်ထုလူမျိုးရဲ့အနာဂတ်ဟာယနေ့အချိန်ဒီမှာအတော်စိုးရိမ်စရာဖြစ်နေပါတယ်ကျွန်တော်ပြပရောက်နေတဲ့ KNO ဒီကမ္ဘာလုံးက KNO အဖွဲ့အစည်းကနေပြီးတော့မှဒီအရေးကိုကျွန်တော်တို့ရှေ့ရေးကိုမြင်ပြီးတော့မှဒီလိုမျိုးဘယ်လိုမျိုးကာကွယ်ရမယ်ဘယ်လိုမျိုးကျွန်တော်လုပ်ရမယ်ဆိုတာနီလန်းရှာဖွေရခြင်းဖြစ်ပါလေအဲဒါကြောင့်ကျွန်တော်တို့ကချင်လူမျိုးယနေ့အချိန်ဒီမှာနိုင်ငံရေးအသည့်နိုးချနေရမယ်နိုင်ငံအမြင်သိနေရမယ်ကျွန်တော်လူမျိုးရေးအမြင်ယနေ့အချိန်မှာနိုးချနဲ့ကျွန်တော်တို့စူးစူးစီးစီးနဲ့စီးလုံးညီညွတ်တဲ့လူမျိုးစုတစ်ခုဖြစ်မှသာလေစစ်အစိုးရရဲ့စနစ်တကျလူမျိုးဖျောက်ဖျက်မှုကိုကျွန်တော်တို့ကာကွယ်နိုင်မှာဖြစ်ပါတယ်စစ်အစိုးရကချင်လူမျိုးပျောက်ပြတ်သွားအောင်စနစ်တကျဆောင်ရွက်နေတာဖြစ်ပါတယ်တိုင်းမှုကိုချုပ်ပုံမြင့်ဟာဆိုလို့ရှိရင်ကချင်လူမျိုးကိုလက်နက်နဲ့တတ်ရုံနဲ့မကဘူးမူရစ်စေဝါနဲ့တတ်နေပါတယ်သူဟာလူထုရှေ့မှာကချင်လူမျိုးဖျောက်ရမယ်ပျောက်သွားစေရမယ်ဆိုပြီးမကြာခဏနှစ်ခါသုံးခါပြောဘူးပါတယ်ဒါကြောင့်မို့လို့ကျွန်တော်အဲ့လိုကချင်လူမျိုးတွေယနေ့အချိန်မှာနိုင်ငံရေးအသည့်လူမျိုးရေးအသည့်နိုးချမှုမရှိဘူးစီးလုံးမှုမရှိဘူးဆိုလို့ရှိရင်ဒီတိုင်းမှုစစ်အာဏာရှင်ရဲ့လူမျိုးဖျောက်ဖျက်မှုစနစ်အောက်မှာကျွန်တော်ပါသွားနိုင်ပါတယ်ဒါကြောင့်စိုးရိမ်စာရှိတဲ့ကျွန်တော်လူမျိုးရေးအသည့်အမြင်ကိုယနေ့ဒီပမှာရောက်နေတဲ့ကချင်အမျိုးသားအစည်းအဝေးကနေပြီးစီယုံဆောင်ရွက်နေရခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဒီနေရာမှာလဲဒီလိုကချင်အမျိုးသားစီယုံကနေနာဖာရဲ့အခွင့်အရေးရှိမှစီယုံစုယုံတောင်းဆိုနေတဲ့အမှုဟာကဘာနဲ့အနှံ့လုပ်နေတာဖြစ်ပါတယ်အိန္ဒိယအင်္ဂလန်
မလေးရှားထိုင်းစသဖြင့်နိုင်ငံတကာမှာပြုလုပ်နေရခြင်းဖြစ်ပါတယ်တစ်ချိန်နဲ့တစ်ပြိုင်နဲ့လုပ်နေရခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဆိုလို့ရှိရင်ကျွန်တော်အမျိုးသားရေးကိုရှေ့တန်းတင်ပြီးကျွန်တော်နိုင်ငံကိုကျွန်တော်တို့ကာကွယ်နေတယ်အမျိုးသားလူငယ်ထုတွေကိုကာကွယ်နေတယ်လူငယ်ထုရဲ့အနာဂတ်ရဲ့နိုင်ငံရဲ့ခေါင်းဆောင်ဖြစ်မဲ့လူငယ်ထုတွေစီယိုဆိုရင်စာအခြေအနေရောက်နေတဲ့အဖြစ်ပြမျိုးကနေရှောင်လွှဲနိုင်အောင်ကျွန်တော်တို့လှုပ်ဆောင်နေရခြင်းဖြစ်ပါတယ်ဒီနေ့ဟာကျွန်တော်တို့ဒီအခြားဂျပန်မှာရှိတဲ့အခြားနိုင်ငံရေးဖွဲ့စည်းအများကလည်းဒီမှာဝိုင်းဝန်းပြီးတော့မှရောက်ရှိနေတဲ့အတွက်ကြောင့်မို့လူရင်းအထူးပဲများပါတယ်ကျွန်တော်အားရဆရာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အမျိုးသားရေးစိတ်ဓာတ်နဲ့နိုင်ငံရေးအတိစိတ်ဓာတ်နဲ့ရှေ့လျှောက်ပြီးဒီထက်ပိုပြီးပြုလုပ်စ조사နိုင်အောင်ကျွန်တော်အတိတ်ကချထားပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့အခုကျွန်တော်တို့တခုကျေးဇူးတွေဥက္ကဋ္ဌကြီးကိုမေးချင်ပါတယ်အခုဒီနေ့လိုနာဖခွန်ရုံးရှိမှာကျွန်တော်တို့စုဝေးဆန္ဒပြရတဲ့အတွက်ကြောင့်မို့ဘေးအတိုင်းအတာအထိအကျိုးတရားမှုရှိမယ်လို့ထင်ပါတယ်လေခင်ဗျာကျွန်တော်တို့ကျွန်တော်တို့ကချင်ပြည်နယ်လူထုတွေယနေ့ဒုက္ခအခြေအနေဖြစ်နေတဲ့လူမှုဒုက္ခနိုင်ငံရေးဒုက္ခစီးပွားရေးဒုက္ခအဖော်ကိုကြုံနေရတဲ့အဖြစ်ပြမျိုးဟာကမ္ဘာကမသိပါဘူးကချင်ပြည်နယ်လူထုတွေကြားထဲမှာလည်းဒီဒုက္ခဖြစ်နေမှန်းကိုမသိပါဘူးဒါဟာနိုင်ငံရေးလက်ကွက်ကြောင့်စစ်ဆေးရစနစ်တကျတိမ်သွင်းမှုကြောင့်ဒုက္ခဖြစ်နေတယ်လို့မသိဘဲနဲ့ဒီလိုမျိုးခံနေရပါတယ်အဲ့ဒါဟာကျွန်တော်တို့အတိအမြင်ကြွယ်ဝမှုမရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒါကြောင့်မို့လို့အတိအမြင်မီဒီယာပိုင်းသတင်းပိုင်းပညာပိုင်းဆိုင်ရာနိုင်ငံရေးပိုင်းဆိုင်ရာကိုကျွန်တော်တို့ဖြန့်ဝေနေခြင်းဖြစ်ပါတယ်ပြည်တွင်းထဲမှာလူငယ်ထုကြားထဲမှာမူရစေဝါဆွဲမဲ့တုံးဆွဲမဲ့အစားပညာရှာပြီးလူမျိုးအကျိုးနိုင်ငံအကျိုးကိုပြုလုပ်ဖို့အတွက်ကျွန်တော်တိုက်တွန်းနေရခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကရေမှန်းချက်နဲ့ကောင်းသောရည်ရွယ်ချက်နဲ့လုပ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ရေမှန်းချက်အောင်မြင်ရမယ်ကျွန်တော်တို့ရဲ့ရေမှန်းချက်အဆုံးစွန်ကြည့် Federal Democracy ပြည်ထောင်စုဖြစ်ဖို့ကိုရည်ရွယ်ပါတယ်ကျွန်တော်ကချင်အမျိုးသားများဟိုတစ်ချိန်လုံးကချင်ပြည်နယ်ကချင်အမျိုးသားများအုပ်ချုပ်တဲ့နိုင်ငံဖြစ်ပါတယ်ယနေ့အချိန်ဒီမှာနောက်ပါစေအုပ်စုရဲ့လက်တလုံးချလက်ဖြာပြီးသူတို့ရဲ့အုပ်ချုပ်မှုအောက်မှာရောက်နေပါတယ်ကျွန်တော်ရေမှန်းချက်ဖြစ်တဲ့ Federal Democracy ကချင်မျိုးသားများကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့နိုင်ငံဖြစ်အောင်ကျွန်တော်စ조사နေပါတယ်ဒီလိုဖြစ်လာမယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ဆုံးတစ်ခုကျွန်တော်တို့မေးပြရစီအခုလုံးလုံးစီကျွန်တော်တို့မြန်မာနိုင်ငံမှာကချင်လူမျိုးရေးတမတော် KIA KIO ဆိုပြီးတော့အခုလက်ရှိနေပါတယ်အဲ့ဒီကချင်လူမျိုးရေးအဖွဲ့အစည်းကိုဥက္ကဋ္ဌကြီးအနေနဲ့ဘယ်လိုမြင်ပါတယ်လဲခင်ဗျာဒီနေ့အပြစ်ခတ်ရစဲထားတဲ့ညီကိုများဖြစ်တဲ့ KIO KIA နဲ့ NDAK စသဖြင့်တချို့အပြစ်ခတ်ရစဲထားတဲ့လက်နက်ကိုင်အဖွဲ့အစည်းများရှိပါတယ်ဒီလက်နက်ကိုင်အဖွဲ့အစည်းရဲ့ငကိုမူလသူတို့ရဲ့ရည်မှန်းချက်ကနိုင်ငံတော်ကိုကာကွယ်မယ်အမျိုးသားရေးကိုကာကွယ်မယ်ဘာသာလူမျိုးကိုကာကွယ်မယ်ဆိုတဲ့ဖြစ်ပါတယ်ဒါပေမဲ့ယနေ့သူတို့ဟာပျော့ပြောင်းတဲ့အသွင်နဲ့ငကိုကလက်နက်နဲ့တိုက်ခိုက်ပါမယ်ဆိုလက်နက်ကင်ထားတော့လေယနေ့ဟာသူတို့ရဲ့အတွင်အမြင်ဟာတမျိုးတစ်ခွဲတွေ့ပြီးပြောင်းလဲလာတဲ့သဘောရှိပါတယ်ယနေ့ဟာတိုက်ခိုက်မဲ့သဘောမဟုတ်တော့ဘဲနဲ့ရန်သူနဲ့ဒူးတိုက်ဆွေးနွေးပြီးတော့မှရန်သူကိုချော့တိမ်သွင်းမဲ့သဘောမျိုးဖြစ်နေပါတယ်အဲ့တော့ဒီလာမျိုးဟာဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံရေးအမြင်နဲ့ပြောရမယ်ဆိုလို့ရှိရင်ဖြစ်နိုင်မဲ့အလားအလာတော့မရှိပါဘူးဒါပေမဲ့လုံးဝမဖြစ်နိုင်ဘူးလားဆိုတော့လုံးဝမဖြစ်နိုင်ဘူးလို့လည်းမပြောလို့ပါဘူးသူတို့လုံးမဲ့လမ်းစဉ်ဟာပုံပြီးရှည်ဝေးတဲ့လမ်းစဉ်ဖြစ်မယ်လို့ပြီးတော့မှပျော့ပြောင်းတဲ့အတွင်နဲ့ဆက်ဆံရန်သူကိုဆက်ဆံတာဖြစ်တဲ့အတွက်ကြောင့်ရန်သူဟာညာတာမှာမဟုတ်တဲ့အတွက်ကြောင့်ရန်သူရဲ့အသိမ်းသွင်းခံရမှာကိုစိုးရိမ်စရာအခြေအနေလည်းဖြစ်နေပါတယ်အဲ့တော့ယနေ့ KIA ကျွန်တော်ကချင်ညီကိုများထဲမှာလည်း KIO ထဲမှာလည်းပဲတိုးတက်တဲ့လူငယ်ပညာတတ်တဲ့ခေါင်းဆောင်ကောင်းတွေရှိပါတယ်သူတို့ရဲ့လက်ထက်ချလို့ရှိရင်တမျိုးတစ်ပုံပြောင်းလဲလာမလားပြောင်းလဲလာမယ်ဆိုတာကချင်လူမျိုးအတွက်အာမခံချက်ပေးနိုင်တဲ့ကချင်လူထုကိုကာကွယ်နိုင်နေမယ်ကချင်လူမျိုးတွေရဲ့နိုင်ငံရေးကိုကာကွယ်နိုင်မယ်နိုင်ငံရေးအတိအမြင်ကိုဖြန့်ဝေနိုင်မယ်ဖြစ်အဖွဲ့အစည်းဖြစ်ဖို့လိုအပ်ပါတယ်ဒီစစ်အစိုးရရဲ့တိုင်းနှမုတ်အောက်ကိုရောက်သွားပြီဆိုလို့ရှိရင်စစ်အစိုးရကပိုက်ထဲရောက်သွားတယ်လို့ပဲသူတို့ပြောသလို
လုံးဝမဲ့အခြေအနေမျိုးဆိုလို့ရှိရင်လူမျိုးအတွက်လုံနိုင်စရာအကြောင်းမမြင်ပါဘူးသူတို့ရဲ့တကိုယ်ရေးတကားရသူတို့ကိုကျိုးစီးပွားအတွက်ကောင်းရင်ကောင်းနိုင်ပါမယ်လူမျိုးနဲ့ချီပြီးတော့မှနိုင်ငံရေးအတိအမြင်မှာသူတို့ကောင်းနိုင်စရာမမြင်ဘူးလို့ကျွန်တော်ယူဆပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်